လောကမှာဓမ္မမရှိတဲ့အဖို့မပြုတ်နိုင်တဲ့ပုဂ္ဂိုလ်တွေကဝမ်းနေခြင်းကြေကွဲခြင်းနဲ့ပဲဆုံးသက်သွားတယ်ပေါ့လူဆိုတာမျောလင်းချက်ကလေးတွေရှိတယ်ကိုယ့်ကိုယ်အသက်ရှင်မယ်လို့မျောလင်းမိမယ်လို့ရှင်ကျင်မှရှင်တာလေအဲ့တော့နောက်ဆုံးအချိန်မရောက်ခင်ဘုန်းကြီးတို့တွေဟာနောက်ဆုံးထွက်သက်ကလေးဝင်သက်ကလေးနဲ့ထွက်သက်ကလေးမရောက်ခင်ကိုလုံးရမယ်ဓမ္မအခုကလေးကအဖို့ပြုတ်ထားဖို့ဆိုတာဘယ်သူမှအသက်ရှင်နေသေးတယ်ဆိုရင်နောက်ကျပဲလို့ပြောလို့မရဘူးပေါ့မြတ်စွာဘုရားသခင်ကိုရမြတ်ကိုကြည်အောင်မလားစံနမူနာတစ်ခုအနေနဲ့ကြည်မြတ်စွာဘုရားသခင်ကိုရမြတ်တက်တော်80ပြိဋိဘံစံဖို့အတွက်10လလောက်ပဲကြံတော့တဲ့အချိန်မှာယောဂဝေဒနာအကြီးကျယ်ဖြစ်လာအင်တန်မှပြင်းထန်တဲ့ယောဂပဲသိဆုံးခြင်းဆိုတဲ့အနေအထားမျိုးကိုကတ်သွားတဲ့ယောဂမျိုးလို့ဒီလိုဆိုလို့အဲ့ဒီလိုယောဂဖြစ်တဲ့အခါကျတော့မြတ်စွာဘုရားကဘာစဉ်းစားတော့ဆိုအခုချိန်ငါပြိဋိဘံဆံလိုက်လို့ရှိရင်နောက်10လကြာမှတရားဥတရားမြတ်ရနိုင်တဲ့မကျူးဝဖြစ်မဲ့သူပတ္တရှိငါပြိဋိဘံဆံသွားရင်သူတရားဥတရားမြတ်ရဖို့ခက်သွားအဲ့တော့ခုဖြစ်ပေါ်လာတဲ့ယောဂဝေဒနာကိုငါဟန်တားထားမယ်ဆိုပြီးတော့အာယုသင်္ခါရဖလသမဘတ်လို့ခေါ်တယ်အာယုသင်္ခါရဖလသမဘတ်ဆိုတာအသေးစိတ်ဝိပဿနာရှုပြီးတော့တကယ်ကိုစနစ်တကျဝိပဿနာကိုအလွန်ကိုထက်ထက်မြက်မြက်ဝိပဿနာတွေရှုပြီးတော့သမဘတ်ဝင်စားလိုက်တာယောဂဝေဒနာတွေဟာလုံးဝပျောက်သွားတယ်နလန်ထသွားတယ်မြန်မြန်ကြီးအဲ့ဒါကိုအာယုသင်္ခါရဖလသမဘတ်လို့ခေါ်တယ်အဲ့ဒီအသက်ကိုပြန်ပြီးတော့ထိန်းချောင်းထားတဲ့ဖလသမဘတ်ဘာဖြစ်လို့အသက်ကိုထိန်းထားရတယ်လဲဆိုရင်သူပတ္တအတွက်ငဲ့ခုချိန်ပြိဋိဘံဆံလိုက်လို့ရှိရင်သူပတ္တနဲ့လွဲသွားသူပတ္တကိုခုချိန်သွားတရားဟောလို့လေကျွတ်တရားရမှာမဟုတ်လူဆိုတာအချိန်တန်မှရတာလေအေးမြတ်စွာဘုရားသခင်ကိုရောမြတ်အဋ္ဌိပတ်၄ပါးလို့ဆိုတဲ့သန္တဝီရိယဝိမာန်တစိတ်တာလို့ဆိုတဲ့စိတ်စွမ်းအားတွေတိုးမြင့်ထားပြီးတော့ယောဂဝေဒနာကိုတက်တာအောင်လုပ်ထားပြီးတော့10လတိတိနောက်ထပ်နေသွားတာတဲ့အဲ့ဒီလိုဟာမျိုးဘုန်းကြီးတို့တွေဘာလုပ်ရမလဲခုနကယောဂဝေဒနာနဲ့ကျုံလာတဲ့အခါသုပ္ပဝါဒမင်းသမီးကြီးရဲ့နှလုံးသွင်းနည်းမျိုးလိုနှလုံးသွင်းမလားသို့မဟုတ်ထွက်လေဝင်လေလေးမှတ်ပြီးတော့ထွက်လေဝင်လေလေးပေါ်မှာတတိကပ်ပြီးတမာတိစွမ်းအားတွေရအောင်ကြိုးစားပြီးတော့နေမလားတခုတော့ဘုန်းကြီးတို့တွေရှာထားကြ